မှာဖြစ်ပါတယ်ကျွန်တော်ကချင်းညီနောင်မှာဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ပေါ်စီလာဖြစ်ပါတယ်အခုလောလောဆယ်တူဥက္ကဋ္ဌအနေနဲ့ဒီမှာကျွန်တော်တို့ရဲ့ဟိုဖေးရက်ွက်ကနေကျွန်တော်ပေါ့နော်ဒီရာထူးတွေဘွဲ့တွေအများကြီးပေးပြီးမှလေ online ပေါ်မှာတကယ်နိုင်ငံတကာသတင်းကိုရောက်သွားတဲ့ကျွန်တော်ရဲ့တချို့ပုံတွေဆိုရင်ကျွန်တော်က brain ထုတ်ဖို့လည်းစီစဉ်နေပါတယ်နောက်ပိုင်းကျရင်ကျွန်တော်တို့မိသားစုမှာသူများတွေရဘွဲ့ပေးတဲ့ဟာတွေပေါ့နော်တန်းစီပေါ့အမှန်ပေါင်နဲ့တင်ဖို့ပေါ့နော်ကျွန်တော်အဲ့လောက်ထိတောင်မှလူချင်နေပါတယ်ကျွန်တော်ကဒီကျွန်တော်ဒေါ်လာရဲ့အခြေအနေကြောင်းကျွန်တော်တို့ကအရေးပေါ်လိုအပ်တယ်လို့ကျွန်တော်တို့သူများပြဿနာရှာမြဟာလည်းမဟုတ်ပါဘူးကိုယ့်အကာအကွယ်ဖို့အုတ်ထိုးတို့ approve ရင်ကားတို့ပါတော့ဟောပေါ့ကျွန်တော်တို့တာဝန်ထမ်းဆောင်နေတဲ့နေရာမှာကျွန်တော်တို့ကဒီတိုင်စာရှိလို့ဒါတော့သူတို့လည်းပြန်ဖက်ဆိုတိုင်မှာပဲဒါပေမဲ့ကျွန်တော်တို့ကပြန်မတိုင်ပါဘူးတိုင်စာရှိလို့ကျွန်တော်တို့ကိုဖန်ခံခဲ့ပါတယ်ကျွန်တော်ကိုတိုင်လဲထောင်ရောက်ဖို့ပါတယ်ဝင်းတင်လို့ပေါ့ထောင်ရောက်တာကုန်ယူပါတယ်တမိုင်းကျွန်တော်ကတမိုင်းတစ်ခုထပ်တင်သွားတယ်ဆိုမှကျွန်တော်တို့ဒီဒေါ်လာမပြီးခင်မှလားပြီးမှလားကျွန်တော်တို့စာအုပ်ရေးဖို့ခေါင်းစဉ်ရပေါ်လာပြီအဲ့ဒါကြောင့်ကျွန်တော်ကဒီဟာကကျွန်တော်ခွန်အပ်ဖို့ဖြစ်တယ်လို့ပေါ့နော်ဒီအမျိုးသားကြီးအလုပ်လုပ်နေတဲ့အချိန်မှာကျွန်တော်ဒီဟာကတမိုင်းတစ်ခုကျွန်တော်အတွက်ဒီမှတ်ချက်record တစ်ခုဖြစ်လာတယ်လို့ပဲကျွန်တော်ခံယူပါတယ်ဒုတိယအနေနဲ့ဒီကျွန်တော်တို့ဒီဟာလုပ်တဲ့အချိန်မှာကျွန်တော်တို့ကြော်ညာလို့လည်းမဟုတ်ကြေညာလို့လည်းမဟုတ်ဖားလို့လည်းမဟုတ်ဘူးအမှန်တရားဖက်မှာယက်တီတဲ့သူဖြစ်တော့တေတဲ့အထိကိုယက်တီမှာလို့ကျွန်တော်ကအဲ့ဒါဒီနေ့ထောင်ချပြီးပြီထွက်ပြီးပြီအဲ့ပြီးတေတဲ့အထိလေဒီမရာမျိုးသားရဲ့အတွက်ယက်တီမှာလို့အဲ့ဒါကတိပြုချင်ပါတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကဒေါ်လာရင်းကဆော့ဆော့စီစီလုပ်ခဲ့တဲ့လူမဟုတ်ဘူးသူများလမ်းရှောင်နေကြတယ် NUG National Unity Government ဆိုတဲ့ဟာတိုင်းရင်းသားတွေအကုန်လုံးပါဝင်နိုင်တဲ့တပါတီစနစ်မဟုတ်တော့တဲ့ NLD အစိုးရမဟုတ်တော့တဲ့ National Unity Government ဆိုတဲ့ဟာပေါ်လာတဲ့အခါကြားမှကျွန်တော်တို့ကဒေါ်လာရင်းစလုပ်တဲ့အချိန်မှာစီလုံးချင်းကိုလူချင်လို့မရာចောင်းသားတမက်ကဥက္ကဋ္ဌကျွန်တော်ပေါ်စီလာလုပ်နေတဲ့အချိန်ဖြစ်တယ်ကျွန်တော်တို့ကူတိုင်ကမရာလူငယ်ဖွဲ့ကိုဖိတ်ခေါ်တဲ့အချိန်မှာဟိုကတယောက်ဆရာအခုဟိုပေါ့သူ့ရဲ့ policy အောင်မြင်သွားတဲ့ချင်းဟိုပေါ့ချင်းလက်ကောင်းစီဒူဥက္ကဋ္ဌကူတိုင်ကကျွန်တော်စီဝိုက်ကိုတက်လာတယ်သူကတော့လူငယ်ဖွဲ့မှလည်းဘာတောင်းမှလည်းမထမ်းဆောင်ဘူးဘာចောင်းသားဖွဲ့မှလည်းမထမ်းဆောင်ဘူး CDM လည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ဖွဲ့ကိုလာတယ်ဘာကြောင့်လာတယ်လဲလို့မေးကြည့်တော့ထန်တလန်မျိုးနဲ့ Battalion 4မရာတိုင်ရင်လို့သူဖွဲ့ခဲ့ပြီးသားစကရန်ဖွဲ့ခဲ့ပြီးသားအဲ့ဒါကြောင့်တူကူတိုင်ကဘာလုပ်ဖြစ်တယ်လဲဆိုရင်ကျွန်တော်တို့ကြည့်တယ်မဖွဲ့ခိုင်းစားတော့ဆောင်ဖွဲ့နေကျွန်တော် MTC မလုပ်ဒီမှာចောင်းတစ်ဖွဲ့နဲ့လူငယ်ဖွဲ့ကဘယ်လိုလုပ်ဖြစ်တယ်လဲဆိုမရာဒီကုန်းလုံးစီလုံးလို့ရအောင်မရာနာမည်နဲ့ MDF နာမည်မရာ People's Council မင်းဆောင်မရာ Land Defense Force လို့နာမည်ပေးရအောင်လို့ကျွန်တော်တို့ပြောလိုက်တယ်ဆရာဘွေကုန်းက CDF ကျွန်တော်တို့ကဟိုမှာတိုင်းရင်းနဲ့ထန်တလန်အောက်မှာနေခဲ့ပြီးအဲကြောင့်ခင်ဗျားတို့ CDF နဲ့နာမည်ပေးလိုက်ရင်ဒီကျွန်တော်တို့ထန်တလန်တိုင်းရင်းထန်တလန်လက်အောက်မှာရှိတဲ့မရာတိုင်းကိုချက်ချင်းဖြုတ်ပါမယ်ဆိုမှသူ့ကိုယ်တိုင်ကပြောတော့ကျွန်တော်တို့က CDF နာမည်နဲ့ရက်တီလာခဲ့တဲ့ကျွန်တော်တို့ကခု GS တို့ကျွန်တော်တို့ကဖြစ်တယ်ပထမဆုံး CDF ဖွဲ့ဖြစ်တယ်အဲ့ဒါခါကျတော့သူ့ရဲ့တပည့်တွေကိုလည်းခေါင်းဆောင်မှတင်ပေးခဲ့တယ်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့ဒီဟာလို့ရင်ကျွန်တော်တို့ကပေါင်းစည်းရင်ကျွန်တော်တို့ရဲ့အဖွဲ့ကိုဖြတ်ပါမယ်ဆိုမှ၄၅ချိန်ပြောပြီးပြီငဖိုင်ပြီးမှလည်းမဖြတ်လို့ကျွန်တော်တို့တွားပြီးမှပေါင်းစည်းကိုတွားလို့တော့စိတ်သားကိုလည်းစားရတယ်အဲ့အချိန်မှလိုက်လဲခီမောင်လှကိုလည်းဒူတိုင်းမှုနဲ့ဒုကချုံနဲ့ကျွန်တော်တောင်ထပ်ပေးဖူးတယ်သူ့တပည့်ဟိချိတ်ကိုလည်း GS ပဲဖူးတယ်ဒီလောက်ထိကလူလိုက်ခဲ့ရတယ်ပေါင်းစည်းကိုလူချင်လို့အခုလဲကျွန်တော်တို့က CJDC မှာ CJDC တိုင်ခင်မှာ JMC မှာကျွန်တော်တို့က founding member နဲ့ပါခဲ့တယ်ကျွန်တော်ဒီနေ့ပြောချင်တာ CNF အကြောင်းကိုဘယ်တော့မှမပြောဖူးခဲ့တဲ့သူဖြစ်ပေမဲ့ CNF အကြောင်းကကျွန်တော်တို့ရဲ့လူကြီးတွေကဘာကြောင့်ဒီချင်းတပီနေလုံးချင်းလူမျိုးတစ်မျိုးလုံးကိုဒီလူမစည်းရုံးနိုင်တာမအုပ်ချုပ်နိုင်တာအသက်30ကျော်တဲ့အဖွဲ့ကမအုပ်ချုပ်နိုင်တော့ဒီလောက်ပြဿနာတက်တာလဲဒီနေ့မရာနေမှာဘာလို့သူမြတ်ကအသက်တော်တာပြီးမှကိုယ့်ရဲ့အသက်ကိုလည်းတင်နေရတယ်ဆိုတဲ့ဟာလဲသူတို့ကိုယ့်ရဲ့လူကြီးတွေကိုလည်းတုံးတက်ဆက်ချင်လို့ဒီနေ့အဓိက
CNF နဲ့ကျွန်တော်တို့ရဲ့ relation ကိုနည်းနည်းပါးပါးပြောချပြမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ JMC ကိုတွားလိုက်တော့ Joint Military Council နဲ့ဖွဲ့လိုက်တယ်အဲ့ဒီချိန်မှာပြိုပြိုပါပါနေပဲဇက်11လုံးနဲ့အတူတကွရက်တည်နေကြတယ်သူတို့ကူတိုင်နေပဲကူထားဟဲ့ CNF General Secretary ကူတိုင်ကမရာ Army ဆိုတဲ့ AA အောက်ကရှိတဲ့ဟာနဲ့ CDF မရာပေါ်စီလာတော့ဖွဲ့ကတော့ပေါင်းကြပါအခုစန်ထန်းလို့ပေါ့စီပါစရာမလိုဘူးလို့စန်ထန်းမှာစီမပါဘူးအခုစီပါစရာမလိုဘူး policy မှန်ပြီကျွန်တော်တို့လက်ခံတယ်တော့ပေါင်းကြပါပူထက်နီကိုတိုင်လည်းပြောတယ်ကျွန်တော်တို့ကသူတို့ကိုယုံတာပေါ့လူကြီးတွေဆိုတော့ကျွန်တော်တို့ကဒါဆိုရင်ဘယ်လိုလုပ်မလဲ CJDC အကြမှာထပ်ဖွဲ့တယ်ကျွန်တော်တို့ okay လူကြီးတွေပြောတဲ့စကားလုံးဆိုတော့ကျွန်တော်တို့တွားလို့ရအောင်လုပ်တော့ကျွန်တော်တို့ကအမှန်တိုင်းပြောမယ်ဆိုရင် CJDC မှာကျွန်တော်တို့ founding member ဖြစ်တယ်အဲ့ဒီချိန်မှာကျွန်တော်တို့နာမည်ဥယျာဉ်မွန်ရဲ့တိမပြောတဲ့စကားလုံးကမရာ People's Council မင်းဆောင် CDF မရာဖြစ်တယ်အဲ့ဒါ NUG ရဲ့တိမပြောခဲ့တဲ့ကျွန်တော်တို့ပထမဆုံးနာမည်အဲ့ဒါကိုပူထားဟဲ့တို့ CJDC လူကြီးတွေနဲ့ CNF လူကြီးတွေရဲ့တောင်းဆိုချက်အရကျွန်တော်တို့မရာ Army နဲ့ဒီ CDF မရာကို MPC ကျွန်တော်တို့ဖြတ်သိမ်းလိုက်ပြီ CDF မရာကိုကျွန်တော်တို့မရာလူထုတွေအကုန်လုံးဥဆောင်ပြီးမှစီလုံးပြီးမှစီယုံပြီးမှအနေနဲ့ရရ international ကစစီယုံပြီးမှချာတာကို3လဝန်းကျင်လုပ်ပြီးမှအောင်မြင်ပြီးတာ ਨੇ ကျွန်တော်တို့ CDF မရာကိုဖြတ်သိမ်းမရာ Army ကိုဖြတ်သိမ်းဆိုမှ MTC main sound CDF မရာ MDF မရာ Land Defense Force ဆိုတဲ့ဟာကိုပေါ်လာတာဖြစ်တယ်အဲ့ဒါပေါ်လာပြီးတာ ਨੇ ကျွန်တော်တို့ဒီဟာအစဉ်ပြီးပြီးကျွန်တော်တို့ခမရရဲ့ပြောတဲ့အတိုင်းအောင်မြင်ပြီးဆိုမှတတိန်တွားပို့တာဥခိုင်စာသူဥက္ကဋ္ဌလုပ်တဲ့ချိန်မှာဥခိုင်စာတွားပို့တာသူ့ရဲ့အဖွဲသားမဲ့9ယောက်နဲ့တွားပို့တော့မဟုတ်ဘူးဒီမှာကစလိုင်းဝေကုန်းနဲ့အဖွဲများဒီမှာ MPC မပါတဲ့ CDF မရာဆိုတဲ့ဟာကိုခမရတို့ရုံးမှာနေရာယူချင်နေကြပြီးဒီမှာရှိကြတယ်လို့ပြောကြတယ်ဘာဖြစ်လို့သူတို့ဒီကိုလာရောက်လာကြတယ်လေလို့ကျွန်တော်တို့မေးကြည့်တော့သူတို့အစကရန်နဲ့ရှိတယ်ဘယ်ကနေခွဲထွက်ကြတယ်လဲအဲ့ဒါအတူလေးပဲကျွန်တော်ထပ်ဖြစ်ချင်တာ CJDC ကနေတွားပေါင်းကြပါလို့ပြောတဲ့ချိန်မှာမရာချာတာကိုအတူနဲ့ပြောမယ်ဆိုရင်ဒီဆောက်ဖုလုပ်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ CC2 ဥက္ကဋ္ဌကအုတ်ချုပ်ရလုံးဝလက်မခံဘူးအုတ်ချုပ်လက်မခံဘူးလက်မခံတော့လူထုတွေကဖြစ်မြောက်ရေးကော်မတီ MRCT ဒီက vote ယူတဲ့ခါကျတော့သူရှုံးသွားတာရှုံးတော့သူရင်ဒီမှာပေါ့ဆိုမဖြစ်ဘူးဆိုအုတ်ချုပ်ရေးမဆောက်ကကြီးဆိုမှနာမည်တက်ပေါ့နော်လောက်တော့သူကနာမည်ဒါဆိုရင်ကျွန်တော်ကဒီမိုကရေစီရကျွန်တော်ကရှုံးသွားတော့လက်ခံတယ် vote ကနိုင်သွားတော့အဲဒါကြောင့်ကျွန်တော်နာမည်ပေးပါမယ်ဆိုမှသူ့ကိုတိုင်ကပထမဆုံးနာမည်ပေးခဲ့တာသူ့ကိုတိုင်နာမည်ပေးခဲ့တာကျွန်တော်တို့မရာ report ဆိုတဲ့ဟာကကျွန်တော်တို့ရဲ့ဒီ Facebook မှာပေါ့နော်ကျွန်တော်တို့ download ဆွဲလို့ရတဲ့ဟာတင်ခဲ့တဲ့ဟာရှိတယ်သူ့ကိုတိုင်ကနာမည်အုတ်ချုပ်ရနာမည်ကိုတပ်ပစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ညနေရောက်တဲ့ခါကျမှမတမာသူတွေနဲ့အဆက်အသွယ်လုပ်ပြီးမှလေဟာမဖြစ်ဖို့ဆိုမှမနေ့ဖြန်ကနေခွတ်ထွက်လိုက်တာဒါကတခင်ယေရှုကိုရောင်းစားသွားတဲ့ဂျူဒာစကရစ်နဲ့တထက်ထက်လုံးဝတထက်ထက်ဖြစ်တယ်တထက်ထက်ဂျူဒာစကရစ်ကဘာကြောင့်လဲသူ့ကိုတိုင်ကမဲပေးတဲ့ချိန်မှာသူပါတယ်သူ့ကိုတိုင်ကအုတ်ချုပ်ကြီးကိုလက်ခံခဲ့ပြီအဲ့ဒါကိုညနေ4နာရီအစည်းအဝေးထွက်ပြီးမှသူ့ဟာနဲ့သူတငယ်ချင်းနေနဲ့ဆက်တွေ့ပြီးမှမနေ့ဖြန်9ယောက်ကိုခေါ်သွားပြီးမှတွားတဲ့ဖွဲ့ကချင်းလက်ကောင်းစီအခုထောင်နေတဲ့နေရာမှာနေရာတွားယူကြတာ MPC Main Sound CDF မရာဆိုတဲ့ CJDC member ရဲ့paper စာကတ်ထားတဲ့ဟာကို MPC ဖြစ်ကိုဘလက်တနဲ့လှီးပြီးမှတွားထိုင်ကြတယ်တကယ်အရှက်မရှိတဲ့နိုင်ငံရေးမှာနည်းနည်းဆက်သိနေအမှန်တရားကိုပြောဆက်ချင်ကြလို့ကျွန်တော် CJDC ကလူကြီး CNF လူကြီးတွေလည်းဒါမျိုးတွေကိုလက်ခံနေကြတာအဲ့ဒါကြောင့်ကျွန်တော်တို့ကမရဘူးဒုတိယချိန်ဥခိုင်စာရပေါ်တော့ပြတော့ဥပ္ပကိုတော့ဖွဲ့ရှိတယ်လို့ပြောကြတယ်နောက်ထပ်စီဝဲခေါ်ကြတယ်မရဘူးကျွန်တော်ဘူတန်နဲ့တွားမယ်ဘာကြောင့်လဲစကရနဲ့ပါခဲ့တယ်ကျွန်တော်ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့တွားမယ်ဆိုမှကျွန်တော်တို့အဖွဲတွေနဲ့တွားလိုက်တော့ကျွန်တော်တို့ကစီဝဲမဝင်ခိုင်းဘူးမဝင်ခိုင်းတော့ PDF ဇုံလက်နဲ့ ZFU PDF ဇုံလက်နဲ့ CNC အဲ့တော့က CDF မင်းတပ်ပေါ့သူတို့အဖွဲ့တွေကဘာဖြစ်လို့ဒီ MDF ဖွဲ့ခဲ့တဲ့အဖွဲ့တွေကအပြစ်မရှိဘဲနဲ့ကျွန်တော်တို့စီဝဲမဝင်ခိုင်းတာလဲဆိုမှပြဿနာရှာကြတယ်ပြဿနာရှာတဲ့ခါကျတော့ကျွန်တော်တို့ဖက်မှာယက်တီသွားကြတာပေါ့ဟိုဖက်ကလူတွေ
MTC MDF ဖွဲ့ကိုလက်ခံရင်ကျွန်တော်တို့ကပြဿနာရှာမယ်ဆိုတဲ့ဟာကရှိပြီးသားချိတ်ပြီးသားဖြစ်တော့ကျွန်တော်တို့ဖွဲ့လက်မခံဘူးကျွန်တော်တို့ဒါဆိုပြန်မေးလို့ကျွန်တော်တို့ပြောပြီးပြီမင်းတို့ဖွဲ့ဒီကသူတို့ကလက်မခံဘူးဆိုရင်ကျွန်တော်တို့စဉ်းစားစရာအများကြီးရှိတယ်ဆိုမှစကားကလက်နဲ့အထီတောင်မှသူတို့စကလုံးတုံးထုံးနည်းနည်းပါလာပြီအဲ့ဒါခါကျတော့ဘယ်လိုလုပ်တယ်လဲဆိုရင်ဒါဆိုရင်မနေ့ဖြန်တနင်္ဂနွေနေ့မှာပေါ့နော်ခမ်းမမှာကျွန်တော်တို့ခဏလေးတွေးပါမယ်ဆိုမှကျွန်တော်တို့ကစီဝဲမှာမဟုတ်ဘဲနဲ့စီဝဲမှာအကုန်လုံး CDF မှာကိုလက်ခံမယ်ဆိုမှဆုံးဖြတ်ပြီးပြီမနေ့ဖြန်ခမ်းမဟောမှာကျွန်တော်တို့ကတွေးခဲ့တယ်တွေးတော့ကျွန်တော်တို့ကူတိုင်ကအရန်ယူသားခဲ့တဲ့ပူထားဟဲ့ကိုကျွန်တော်မင်းလိုက်တယ်ကပူနန်းမနီနကန်ချမီဘတ်ထားတဲ့နကန်ချမနကန်ဇုံတုပလေကန်ဝတ်ဝိုင်းဇာမတင်ချီနကန်တီကိုဝဲကတဲ့ဘာကြောင့်လဲပူထားဆိုရင်အကူလိုပဲကျွန်တော်တို့အကူတဲ့ယုံကြည်ခဲ့တဲ့သူဖြစ်တယ်အရန်ယူသားတယ်သူ့ရဲ့မှာခဲ့တဲ့အတိုင်းလှုပ်ခဲ့တဲ့လူအသက်ရှိသေးတယ်မတည်သေးဘူးဒီ CNF CNN ကင်မရာတွေကလုံးဝမချောက်ဘူးတစ်သက်လုံးမချောက်ဘူးဘာကြောင့်လဲသူတို့ကအင်အားကိုပြောတာမဟုတ်ဘူး CNF CNA တွေကမရာရဲ့မိသားစုတွေမရာနေမေမော်ရှိ area zoning area မှာပတ်တဲ့မှာအနည်း20ကျော်နေခဲ့တဲ့ဖွဲ့ဖြစ်တယ်မရာသူတို့အဖေနေနဲ့မော်ရှိတာရီကိုအဖေယူတဲ့လူယူညီကိုယူတဲ့လူယူစက်တာချက်စူတောင်းကြလောက်ကြတယ်ကျွန်တော်တို့လည်းဟာခတ်ထန်တန်းနေဝေးတော့မရာဒီပဲစံဒီအများပြေးကြတယ်စီရဲ့စားရဲ့ငပိရဲ့ချင်းပေါင်6ရဲ့ချင်းပေါင်ကျော်ရဲ့ပေါ့နော်ပေးကြတယ်အဲ့ဒါလူကြီးတွေသူတို့ခလေးမိမယူချင်တော့မရာဒီပဲယူပေးကြတယ်ပူဆောလမွန်ရဲ့မိမကစပေါင်းတဲ့သူမိချူကျွန်တော်တို့ရဲ့တူလေးပဲကျွန်တော်တို့အလုပ်လုပ်ချင်တယ်ဆိုပူဆောလမွန်ကတူပါရာမနေ့ပြန်ဆိုရထားဝတ်တဘာလို့ပြောရမယ်ကျွန်တော်တို့မိသားစုဘုခေါ်ဦးလျံသူ့အမျိုးသမီးကကျွန်တော်တို့ဒီဟိုဆိုင်ရမှာပြည်စုလိုက်လေကျွန်တော်ကူတိုင်ကပဲသူ့ကလက်မင်္ဂလာဆောင်ပေးတာဒါမျိုးတွေဘာလို့သွားကြောက်ရမှာလဲကြောက်စရာမလိုဘူးဒေါက်တာလျံဟွန်စခေါင်တို့ပူလျံဥက္ဒိုကအိန္ဒိယမှာနိုင်ငံရေးပြဿနာတက်တဲ့ချိန်မှာဘသူတို့ကကူညီခဲ့တယ်လဲပူဟီဖေးတို့ပူလိုက်ဦးတို့အိန္ဒိယတမျိုးသားလုံးကကူညီခဲ့တာပဲဒါတလောက်ထိကျွန်တော်တို့ CNF ကိုအားနေချက်လေတယောက်ကပြောသွားရင်ကျွန်တော်တို့အယံဝန်းနေခဲ့တယ်ကျွတ်ပေါ့နော်ကျွတ်မူရတီမှာလေကျွတ်တာပေါ့တော့ကျွတ်တလို့ရတဲ့စားနေဟိုကနေတော့မပေါ့နော်မရာဒီကလုတ်ပြခဲ့တာဒီလောက်ထိကိုလုတ်ပြခဲ့တယ်ဥရဲ့ family လိုပဲပေါ့နော်အဲ့လောက်ထိလုတ်ပြခဲ့တဲ့ CNF CNA ကမရာရဲ့ပီတူလူထုဖွဲ့စည်းထားတဲ့ MTC MDF ပုံမှာဒီလောက်ရိုင်းခဲ့တာကအရန်ကိုဝမ်းနေပါတယ်တကယ်တမိုင်းပဲအဲ့ဒါကြောင့်ဒီနေ့ကနောက်ဆုံးဖြစ်ပါစေမနေ့ဖြန်ကနေစပြီးမှသူတို့ဆုံးဖြတ်ချက်တစ်ခုချပြီးမှပေါ့နော်သူတို့မရာနေမီမှာ CNF CNA logo နဲ့လုံးဝမနေတင်တော့ဘူးလို့ဒီနေရာကနေပြောချင်ပါတယ်ဘာကြောင့်လဲဆိုရင်ဒီလောက်ကူတာတမီးလူကိုအဖေမေလူကိုညီကိုမောင်နှမလူနေခဲတဲ့လူမျိုးတခြားချင်းထက်53ထက်မှာတော့မရာရီအဓိကလို့ကျွန်တော်တို့ခံယူခဲ့တာအခုဘေကနေစားတယ်လေဘေဖွင့်နေပဲစကားများပေါ့နော်လောက်တူတွေကကျွန်တော်တို့လာကျူးကျော်ရင်လဲနာမည်ကလောက်တူပဲတကယ် CNF တွေပဲ CNA တွေပဲလောက်တူတွေထဲမှာဘာပြောမလဲ CNA တွေမပါဘူးလို့ထုတ်ပြန်ကြတယ်သူတို့ကနေသူရှိနေနောက်ကမြောက်ကလေးချောင်းထဲဆင်းတယ်လို့ပေါ့နော်အပေါ်ကတယောက်ကလို့အောက်ကတယောက်ကဖြုတ်လို့ပေါ့ CNA တယောက်ကပိန်တယ်မှာကျွန်တော်ကိုတိုင်ပါတယ်ဆိုမှ online ကနေပြောပြီးပြီ CNA တွေကျွန်တော်တို့ထိုင်နေတဲ့အချိန်မှာMDF တွေကတနက်လာပြီးတော့ခလဲကောင်မလေးကဘိုက်ပေါက်သွားတယ်ဆိုမှသူ့ကိုတိုင်ကထုတ်ပြန်ချက်က CNA မပါဘူးအချင်းမှာလောက်တူနေမှာရာချင်းမှာ CNA မပါဘူးချင်းလက်ကောင်စီမပါဘူးလို့ပြောတယ်ဒါပေမဲ့မနေ့ဖြန်မှာတိုင်မှုတယောက်က online ကနေကျွန်တော်ကိုတိုင်ပါတယ်ပိန်တရားမှာတနက်က MTC MDF တွေကတနက်လာပြီးတာနဲ့ခလဲကောင်မလေးဘိုက်ပေါက်သွားတယ်ဦးထွက်သွားတယ်လို့ပြောသွားတယ်ကျွန်တော်က CNA တိုင်မှုပြောပြီးပြီ online မှာရှိသေးတယ်အဲ့လိုအခြေအနေမျိုးကျွန်တော်တို့ကြုံနေရတယ်အဲ့ဒါကျွန်တော်တို့တိခန္ဓာပဲပေါင်းစည်းလုပ်မယ်ဘာသာရေးတွေတုံးတော်လဲမရာလူငယ်တွေတုံးတော်လဲစပစ်ထီကိုလိုက်သွားကြတယ်ဦးလိုင်ကြီးလည်းမခံဘူးဇောင်းလင်ထီအနောက်မရာရဲ့ all parties leader
all NGOs leader တွေကပေါင်းစည်းကိုလှုပ်ကြတယ်လှုပ်ပေးကြတယ် zone link ထီကိုတွားကြတော့CDF အမရာရဲ့ဥက္ကဋ္ဌနဲ့ CDF အမရာရဲ့အတွင်းမှုကိုတိုင် GS ကိုတိုင်ရှိကြတယ်စကားပြောမှဆွေးနွေးကြမှာနောက်ဆုံးကြတော့ကျွန်တော်တို့ကပူးမရှိဘူးအဖြစ်ထုတ်လို့မရဘူးတဲ့ဟာဥက္ကဋ္ဌလည်းရှိတယ်အတွင်းမှုလည်းရှိတယ်ဆိုရင်ဘာဖြစ်လို့ခင်ဗျားတို့ရဲ့ကျူးကန်ကပူးမှမရှိတာလေဘသူလဲလို့မေးကြတော့ဆရာဘွေကုန်းတဲ့ဟာဆရာဘွေကုန်းကဥက္ကဋ္ဌလည်းမဟုတ်ဘူးအတွင်း GS လည်းမဟုတ်ဘဲနဲ့ခင်ဗျားတို့ကဘာဘလူလဲဒါဆိုရင်ဘလူပဲဖြစ်နေပေါင်းစည်းလူချင်းပြီးဆိုတော့ကျွန်တော်တို့လည်းလက်ခံပါမယ်ဆိုမှနိုင်ငံရေးလူကြီးတွေနဲ့ NGO လူကြီးတွေကဒါဆိုရင်သူကဆရာကြီးဘွေကုန်းကဘယ်အချိန်မှအားမလဲနော်အချိန်ပေးနိုင်တဲ့အချိန်မှဘယ်အချိန်မှလဲဘယ်နေရာမှလဲမြင်ကြတော့ကြာခိတ်မှာပဲကြာခိတ်မှာဆိုရင်နောက်တစ်ခေါက်သွားကြတယ်အိန္ဒိယကလူကြီးတွေအနောက်မရာတွေကတအားကျွန်တော်တို့ကိုချင်းစာကြတယ်အဲ့နဲ့ all parties နဲ့ all NGOs တွေကဘာတိုင်းလူကြီးလေးပါတယ်ပါပြီးမှကားဒီတန်းစီခုနှစ်စီလောက်သွားပြီးမှဆရာကြီးဘွေကုန်းကိုတွေးဖို့ကြာခိတ်ကိုတန်းစီသွားကြတယ်မူတီလာတဲ့ချိန်တော့တွေးတယ်လို့ပဲနော်ဒါအဲ့လိုဖြစ်သွားတွေးကြတယ်နောက်ပိုင်းကျတော့ဘာအပြောလွန်သွားတယ်လဲဆိုကျွန်တော်တို့ဒေါ်လိုင်းလောက်တာတကယ်လောက်တာနော်ခမရတို့ဘာသာရေးတွေ ECM တွေမိုက်လောက်နဲ့လို့ပြောသွားတော့သူတို့ပောက်ကွဲပြီးမှပြန်ထွက်လာကြတယ်ပေါင်းစီကပစတ်တာပြောကြတာလုံးဝမလို့ချင်ကြဘူးဟိုတနေ့ကဇောင်းလီမှာကျွန်တော်တို့ကလှုပ်ခဲ့တယ်ဘာသာရေးမြန်မာပြည်မရာတွေဥဆောင်ပေးတဲ့ဟာလေလှုပ်ခဲ့ကြတယ်ဒုတိယချင်းခေါ်တော့သူတို့တရားမှမလာပြန်ဘူးမအားဘူးဆိုမှမလာပြန်ဘူးကျွန်တော်တို့အဲ့အချိန်မှာဇုတ်တုံးတွေဒီမှာနားထောင်တဲ့လူရှိတယ်မှတ်တမ်းကျွန်တော်ပြောပြပါမယ်ကျွန်တော်တို့ရဲ့ CC တပ်ဖွဲ့တွေလာတိုက်တဲ့အချိန်မှာမလာနာမှာတိုက်ပွဲမရာကျွန်တော်တပည့်တိတ်တုတ်တဲ့နေရာမှာပေါ့နော်ဇုတ်တုံးကချက်တော့ထီးသွားတယ် CNA ဇုတ်တုံးချက်တော့ထီးသွားတယ်ဒိုင်ယန်ကြီးကျယ်ဖြစ်တော့ကျွန်တော်တို့လူတွေကတနက်နဲ့ခလုတ်တစ်ချက်နှိမ့်လိုက်ရင်တက်ပါသွားပြီမလုပ်ဘူး MDF ဒါမျိုးလုပ်တဲ့သူမဟုတ်ဘူးအကုန်ထမ်းပြီးမှဆိုင်ကယ်နဲ့စီးလို့မရတော့စေကူပြေးကြတယ်အဲ့ဒါစေကူပြေးတဲ့ဟာကိုတက်တာသွားတာနဲ့ CNF တွေကလုံးဝမတောင်းတော့ကျွန်တော်တို့ကဇုံတုံးတွေ2မီတာစုကိုဆက်တွေ့ပြီးမှဇုံးလေးမှာအပ်ခဲ့တယ်အပ်ပြီးပါလင်ထောင်းလို့ခေါ်တယ်ပါလင်ထောင်းအဲ့ဒါကိုကျွန်တော်တို့ဒီလောက်ထိယူတာခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်အဲ့ဒါကြောင့်အခုကဘယ်ဘာအချိန်ရောက်တယ်လဲဆိုကျွန်တော်တို့ကပေါင်းစည်းသွားလို့မဲလုံးမဲလို့မင်းတန်းကျွန်တော်တို့ပြောနေကြပါမယ်ကျွန်တော်တို့တစ်ဖက်လူချင်းပဲမဲ့တစ်ဖက်သားချင်းနဲ့ပေါင်းစည်းလို့မရဘူးအင်ထောင်ပြုလို့လည်းမရဘူးတစ်ဖက်သားချင်းနဲ့ဘာကြောင့်လဲ CDF မရာကလွန်မြောက်လို့မရဘူးဘာကြောင့်လဲချင်းလန်းကောင်းစီမှာဒုဥက္ကဋ္ဌကချိတ်သွားတာချိတ်သွားတော့ CDF မရာမရှိရင်ဒုဥက္ကဋ္ဌလို့မရတော့ဘူးလေအဲ့ဒါကြောင့်ပေါင်းစည်းလို့မရတာအဲ့ဒါကျွန်တော်တို့ဘာသာရေးလူကြီးတွေ NGO တွေမသိတဲ့ခါကျအတကုံးကျူစားပြီးမှတကယ်ငွေကြေးတွေအများကြီးကုန်ကြတယ်တကယ်ဖြစ်စေချင်တဲ့ဟာလည်းအမှန်တကယ်လုံးကြတယ်ပေါ့နော်ဒါပေမဲ့ result ကမရှိဘူးပေါ့နော်ဘာကြောင့်လဲ CDF မရာဖက်မှာဒုဥက္ကဋ္ဌချင်းတဲ့ကောင်စီမှာရှိသွားတာလေအဲ့ဒါကြောင့်ကျွန်တော်တို့ကဘာရှိလဲဆိုရင်ဘာမှမလုပ်ချင်နေမဲ့မရာဒီကဆုံးဖြတ်ချက်ကမရာနေမေကနဲ့တပေကိုအပြင်ထွက်မယ်ဆိုရင်အကြောင်းမကြားဘဲနဲ့မထွက်ဘူး CDF လောက်တူနေမယ်ကိုထွက်မယ်ဆိုရင် CDF လောက်တူကအကြောင်းမကြားဘဲနဲ့ဘယ်တော့မှမထွက်ဘူး CDF ဆိုဖိတ်ဖက်ကိုလေထွက်မယ်ဆိုရင်အကြောင်းမကြားဘဲနဲ့မထွက်ဘူးပေါ့နော်ကျွန်တော်တို့အဲ့လိုယူသားသားနဲ့နေခဲ့ပါတယ်ဒီချိန်ထိပေါ့နော်ဘယ်သူမှကိုမကြိုးကြော်ခဲ့ပါဘူးအဲ့ဒါကြောင့်အခုကျွန်တော်တို့ကအမှန်တိုင်းပြောမှဆိုရင်ဒီCDF အခုမှလာလဲကျွန်တော်တို့လုံးဝမတိုက်ချင်ပါဘူးအဆုံးတရဖက်အနေနဲ့ပြောချင်တာကလုံးဝမတိုက်ချင်ပါဘူးဒါပေမဲ့သူတို့ຫນွေရာတီမတ်လာကနေပေါ့နော်မတ်လာကနေလာပြီးမှပေါ့ကျွန်တော်တို့ MDF တွေကA နဲ့ MDF တွေကလာပြီးမှလာတိုက်ပါတယ်ဆိုပြီးမှငါဖိုင်ပြီးရွာတစ်ဒီကိုလေရွာတစ်ရက်ွက်တိပေါ့ CDF ထောက်ခံတဲ့ရွာတွေကိုအကုန်လုံးအိန္ဒိယထွက်ခိုင်းတယ်ငါဖိုင်တဲ့ရွာနဲ့ချပီးဖက်ကိုထွက်ခိုင်းတယ်အဲ့ဒါကမတ်လာကုန်လောက်မှာຫນွေရာတီကလေးကနေကျွန်တော်တို့ကလာတိုက်ဖို့သူကလာပြီးပြီ CNA တွေကအဲ့ဒီရွာအောက်မှာရှိတဲ့လာကူချောင်းဖက်မှာနေရာယူကြတယ်ကျွန်တော်တို့ကဘာစီစီမှမရှိဘူးအိမ်မက်တော့မယောင်ဘူးဘာကြောင့်လဲသူတို့ပဲလို့ကိုပဲလို့မလားလမ်းပဲလေအဲ့ဒါနဲ့သူတို့ကဘာလုပ်တဲ့တလဲဆိုရင်သူတို့ကနည်းနည်းမစင်မချင်းပြောမိကြတော့အခု online မှာကိုအများကြီးရှိတယ်တွားပြီးမှငါဖိုင်ပြီးကျွန်တော်တို့အရင်နှုန်းကပေါ့နော်ဒီငါဖိုင်ပြီးဒီကိုဝိုင်းပြီးမှတနတ်နဲ့မောင်းထုတ်ခံဖူးတဲ့ငါဖိုင်ပြီးရွာနာမှာလေမြည်တော့ရှူကြတယ်
အဲ့တော့ငါဖိုင်ပြီးရွာကမရာစစ်ဖြစ်တော့ဒီMTC Sporter ရွာဖြစ်သွားတယ်ဖြစ်တော့သူတို့အဲ့နားမှာမီးသွားရှူကြတယ်မီးသွားရှူကြတယ် MDF တွေကမီးရှူတယ်လို့ပြောပြန်တယ်那这把家伙嘞，MDF 单个爸妈没ထွက်ဘူး，那把家伙嘞没ထွက်ဘူး，ဒီချင်းတီမထွက်ဘူးပေါ့နော်။အဲ့တော့ထင်က MDF တွေကဝိညာဉ်တော်လာတာ။သူတို့အဲ့လိုလိန်နေတာအဲ့လိုလိန်နေညာနေတာပေါ့နော်။အဲ့ဒါနဲ့သူတို့ကရိတ်ခါကုန်သွားပြီ။ငါဖိုင်ပြည့်ရဖက်မှာမုတ်ဖက်ထုတ်သွားလောက်ခန်းကြတယ်။တိတ်ငါထုတ်သွားလောက်ခန်းကြတယ်။စမ်း6အိတ်သွားတောင်းတော့3အိတ်ပေးကြတယ်။ဒီလောက်တော့ရိတ်ခါမပေးပြနေပေါ့နော်။ဒီ MTC Sporter တွေသွားတောင်းကြတယ်။အဲ့လောက်ထိကိုနွေရတိကရက်နဲ့လှုပ်ပြီးပြီ LMP တိမ့်မယ်လို့ကြိုးကြော်ပြီးသားအမျိုးသူတို့ကလှုပ်ခဲ့တယ်အပြင်မူရတိဝင်ခါနေတာနဲ့သူတို့မိုင်းတွေအကုန်လုံးလာထောင်တယ်ကျွန်တော်တို့မရာအသားကိုမိုင်းမိသွားတော့မျက်လုံးကန်းသွားတယ်နေရွက်ပြတ်သွားတယ်အဲ့ဒါလဲကြုံခဲ့ဘူးတယ်သူတို့ကချင်းလဲကျွန်တော်တို့ကလာဆောင်ရင်းနေပေါ့တနပြစ်ခံသွားတော့ငါဖိုင်ဒေတာအခုကစကားမထွက်တော့အတမထွက်နိုင်ဘူးငါဖိုင်ဒေတာအဲ့လိုခံခဲ့ဘူးတယ်အပြင်ဟိုတနေ့အတိတ်မကြသေးဘူးကျွန်တော်တို့လိုင်းလင်းပြီကိုတိမ့်ဖို့ခြုံခုနဲ့လှုပ်ဝိုင်းလာတဲ့ခါကျတော့လာကြတဲ့ခါကျတော့ကားနေလာကြတယ်ပေါ့နော်ပြီးခိုးပြီးမှဆင်းတဲ့ချိန်မှာမိုင်းနေထောင်ကြတယ်ပေါ့အဲ့တဲ့အချိန်မှာလိုင်းလင်းပြီကားနဲ့ CDM လှုပ်သွားတဲ့ဗမာသူ့အမျိုးသမီးကနှရိန်အဲ့ကောင်ကိုမိုင်းနဲ့သူတို့ထောင်နေတဲ့မိုင်းနဲ့ထိသွားတယ်တက်ပါသွားတယ်အဲ့ဒါထုတ်ပြန်ချက်မှမပါဘူးမနေ့ဖြန်မှာကံမကောင်းတော့ဘွယ်နူးမီးနားမှာပေါ့နော်သူတို့ထောင်တဲ့မိုင်းကငါဖိုင်ဒေတာတယောက်ထိပြန်တော့တည်သွားတယ်အဲ့ဒါကြောင့်ဖိုင်ဒေတာဆိုတော့လေသူတို့က1နှစ်ချောင်းပေါ့ online မှာသူတို့ရေးလာခဲ့တယ်အဲ့ဒါဇွန်လမှာကျွန်တော်တို့ရဲ့ချိန်မှာရက်တူတင်တန်းခေါ်ပြီးမှလေတင်တန်းတက်နေတာဘာစစ်တိုက်ဖို့အစီအစဉ်မရှိဘူးအေးစစ်နေကြသူတို့ကဘယ်ချိန်မှာသူတို့အိတ်ဆက်နေတဲ့အချိန်မှာကျွန်တော်တို့ဘယ်ချိန်မှာလာလင်းပြီကိုတင်ရမလဲဆိုတဲ့မတရားမရာနေကိုတင်ရမလဲမရာတွေအကုန်လုံးကိုဒီပလောဝနေဖက်ဒီရှင်းတော့ဖက်ကိုဘယ်ချိန်မောင်းထုတ်လို့ရမလဲဆိုမှအတကုန်းပဲကြိုးစားနေကြတာအဲ့ဒါကမလုတ်တင်ဘူးမရာနေမလားကြပါနဲ့လို့ကျွန်တော်တို့ပြောနေတဲ့ဟာက CNF တွေလည်း control မှုမရှိဘူးပြီးတူလူထုထောက်ခံတဲ့ထောက်ပူးတဲ့အဖွဲ့အစည်းကဘာအဖွဲ့လဲ research လာလုပ်ပါလို့ mere request တောင်းဆိုတယ်ဒီနေ့လည်းတောင်းဆိုတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ MTC MDF ကမရာပြီးတူလူထုရဲ့ထောင်ထားတဲ့အဖွဲ့အစည်းဖြစ်တယ်အဲ့ဒါကိုဖျက်ဆီးဖို့သူတို့လာတာကချိန်ပေါင်းမနေတော့ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့လည်းမခုခံပေးနေဆိုရင်မဖြစ်ဘူးဒီအခြေအနေကဆိုမှကာကွယ်ခုခံရင်းနဲ့အခုကကျွန်တော်တို့CDF မှာနာမည်ခံပြီးမှပေါ့နော် CNA နဲ့CC တပ်ပေါင်းစုံနဲ့တိုက်ပွဲဖြစ်နေရတာဖြစ်တယ်အဲ့ဒါကြောင့်ဒီဟာကမရာနေမီမှာမရာအတက်ပါသွားပြီအတက်တင်နေပြီကိုမနိုင်ဘူးဆိုရင် MDF တယောက်တည်းနဲ့မနိုင်ဘူးဆိုရင်ကျွန်တော်တို့မဟာမိတ်တွေရှိတယ်မင်းတပ်ရှိတယ်ချင်းငင်အောင်ရှိတယ်AAရှိတယ်မနိုင်တော့ဘူးဆိုရင်မဟာမိတ်ကိုခေါ်မှာပဲအခုချိန်ထိတော့ MDF နဲ့ရင်ဆိုင်နေတယ်နော်မနိုင်တော့အင်အားက CNA ကဒီတိုင်းပုံစံမျိုးနဲ့ဆက်လက်လုပ်မယ် CC ကဒီဟာကိုမထိန်ချုပ်ဘူးဆိုရင်ကျွန်တော်လည်းမဟာမိတ်တနေ့ကျရင်ခေါ်မှာပဲအဲ့ဒါခါကျရင်မရာနေမီမှာအခုကအပြင်ထွက်လို့မရဘူးမရာနေမီမှာမင်းနေမှာပြန်လေခုခံတဲ့ခါကျရင်အသက်ပါသွားရင်ပြေးလာမတင်ပါနဲ့ကျွန်တော်တို့ကခမရတို့စီမလာပါဘူးအဲ့ဒါကြောင့်ခဏလာနေလို့ဒီဟာအချိန်မီထိမ့်ပါ CC ကနေလည်းထိမ့်ပါ CNA ကနေလည်းကိုလူတွေပြန်ခေါ်ပါကြီးကျယ်မရာနေမီကိုမလာကြပါနဲ့ဒီတမိုင်းကစာအုပ်နဲ့ထွက်လာရင်မကောင်းဘူးမရာဒီ MTC MDF ကမရာနေမီကနေတပေတောင်မှအပြင်မထွက်ဘူးလို့ official မဟုတ်ဘဲနဲ့တပေတောင်မှအပြင်မထွက်ဘူးလို့အဲ့ဒါကြောင့်ဒီလာတိုက်ဖို့ရိတ်ခါတွေအများကြီးကုန်ပြီးမှပေါ့နော်ကိုပြည်သူတွေဒိုင်းဒီခုမီတွေတော်တော်များပါတယ်ဒီဟာခတ်တန်တန်းတွေကတိတ်မပါဘူးပေါ့နော်ဒီမှာလာတတ်တာကဒိုင်းဒီခုမီတွေဒီနေဝဲရတွေဇုံတုံးတွေလည်းတော်တော်များပါတတ်တယ်အဲ့လိုမျိုးတွေရှိတယ်အဲ့ဒါကြောင့်အဲ့လိုမျိုးတွေလည်းနည်းနည်းတရိထားကြပါရှီတန်းမှာအသက်ပါသွားတဲ့ဟာကဒီစားကိစ္စနေမဟုတ်တော့ဘဲနဲ့ပေါ့နော်အချင်းထဲမှာအသက်တွေများပြည့်စက်နေရတာကမရာနေမီမှာအသက်ပါသွားတာအများဆုံးကခူမီနဲ့ဒိုင်နေစုံတုံးဖြစ်နေပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့မဖြစ်ချင်ပါဘူးကျွန်တော်တို့လည်းခင်ဗျားတို့စီမလိုက်ပါဘူးလုံးဝမရာနေမိပါပဲဒီ CDF မရာတောင်မှခဏလာမတိုက်ရင်ကျွန်တော်တို့ ATS နေနေတဲ့ဟာအခုကလိုက်လဲပြီးသိမ့်ဖို့ဖလန်ရဲ့အခြေအနေမှာလောက်ရတဲ့ဟာကိုအာယူပြီးမှလည်းအဲ့ပုံစံနဲ့ကျွန်တော်တို့သိမ့်ပါမယ်ဆိုပြီးမှလိုက်လင်းပြီးတော့ဆိုပဲခြိတက်မှု
စနစ်နဲ့ဒီဟာလာတဲ့ခါကျတော့ကျွန်တော်တို့ကမဖြီးမနေမတိုက်ချင်ဘဲနဲ့မျက်ရည်ကျိုင်းနဲ့အန်ကျင်းနဲ့ပေါ့နော်တနက်ကိုကာကွယ်ရင်းနဲ့လုပ်နေတဲ့ဟာဖြစ်ပါတယ်အဲ့ဒါအကြောင်းဒီမရာပီတူလူထုမှန်သမျှအားလုံးကျွန်တော်တို့မဟာမိတ်ဖြစ်တဲ့မင်းတပ်ပီတူလူထုမှန်သမျှအားလုံးချင်းညီနောင်မှန်သမျှအားလုံးဒီနဲ့ဒီအမှန်တရားဖက်မှာတရားတော့စစ်ဖက်မှာယက်တိချင်တဲ့လူမှန်သမျှကကျွန်တော်တို့ MTC MDF ရဲ့ထောက်ဖို့မှာခွန်အားပေးကြပါအလှငွေလေးရတလောက်နိုင်တလောက်ထဲကူပေးကြပါကျွန်တော်တို့ကဒီဟာကမတိုက်ပြနေမရတဲ့မရာနေမိမှာပါကျွန်တော်တို့မရာပြင်တပေတောင်မှမထွက်ပါဘူးအဲ့ဒါအကြောင်းဒီဟာကကျွန်တော်တို့လောက်ကိုလောက်ရမယ်တမိုင်းပစ်တာဝန်မရာတမိုင်းပစ်တာဝန်ဖြစ်ပါတယ်လို့ကျွန်တော်တို့အဲ့ဒါအကြောင်းမလုတ်ချင်ဘဲနဲ့လုတ်နေရတဲ့ဟာဖြစ်ပါတယ်လို့ပြောချင်ပါတယ်အဲ့ဒါအကြောင်းဒီနေ့ဝင်ပါလာတဲ့ကျွန်တော်တို့ပါဝင်အားပေးကြတဲ့အလှငွေကနေတော့၎င်းဒီခွန်အားနေတော့၎င်းပေါ့နော်ကျွန်တော်တို့မဟာမင်းများအားလုံး online ကရောဒီ Zoom ဖက်ကပါဝင်လာကြတဲ့အဖွဲ့များအားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့မှာလည်းကျွန်တော်တို့ဒီတိုက်ပွဲရှိတိုင်းရောက်နေတဲ့အဖွဲ့တွေများအားလုံးလည်းဆူတောင်းပေးကြပါကျွန်တော်ကမနေ့ကနေထောင်ကနေထွက်လာပေမဲ့မနေ့ဖြတ်မှာကျွန်တော်တို့ကဘာဖြစ်လာမလဲလူတိုင်းမတီးပါဘူးဒါပေမဲ့ကျွန်တော်တို့တမိုင်းပစ်တောင်ကကောင်းကင်မရောက်ခင်အထိကတော့အမြဲတမ်းလုပ်ရမှာဖြစ်ပါတယ်လို့ပဲပြောရင်းနဲ့ကျေးဇူးတင်တဲ့အနေနဲ့လည်းပြောရင်းနဲ့ပေါ့နော်ညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ